ကျွန်တော်ပင်လုံစာချုပ်ကိုကျွန်တော်ဖတ်ခဲ့မိတယ်ဗျာအခါကျတော့ကျွန်တော်ဗမာတယောက်အနေနဲ့ပေါ့နော်တိုင်းနာလူမျိုးစုတွေပေါ်မှာကျွန်တော်တို့ကမတရားသလိုမျိုးကျွန်တော်ခံစားရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်အင်္ဂလိပ်လိုရေးထားတဲ့ပင်လုံစာချုပ်ကကျွန်တော်တို့ဒီဗမာရဲ့ခေါင်းဆောင်တွေရဗျာဒီကျွန်တော်တို့ကချင်တို့ပြီးလို့ရှိရင်ရှမ်းတို့ပေါ့နော်အဲ့ဒီကိုတွားပြီးတော့သူတို့ကဘယ်လိုမျိုးကတိပေးခဲ့လဲဆိုတော့ဒီမြန်မာနိုင်ငံတွင်းမှာဗျာသူတို့ဘာသာသူတို့အုပ်ချုပ်ပြီးတော့သူတို့ရဲ့စီးမင်းတွေကိုရေးဆွဲဝင်ရှိတဲ့ Federal ပေါ့နော်အဲ့လိုမျိုးပြည်ထောင်စုတွေကိုပေးမယ်ဆိုတော့ကျွန်တော်တို့ကကတိပြုခဲ့တာဗျာအဲ့ဒီစာချုပ်ကြီးကတကယ်ရှိတာပါအဲ့တော့တကယ်တော့ကျွန်တော်တို့ကသူတို့ပုံ we failed them ပေါ့နော်ကျွန်တော်တို့ပုံတကယ်တော့ကျွန်တော်ကတိကိုမတီးခဲ့ဘူးပေါ့ဗျာတကယ်တော့ကျွန်တော်မပေးခဲ့ဘူးဗျာပြီးလို့ရှိရင်တို့ကအဲ့ဒီမှာရေးထားတာဟုတ်နော်ဒီ privilege ကိုသူက the right တွေ the right ကဒီခွင့်ရည် privilege တွေကိုတန်းတူညီမျှရစီရမယ်ဆိုတော့ပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ကြည့်လိုက်ဗျာရန်ကုန်မှာဆိုရင်ဗျာစေးကြောင်းတွေစေးတက်တို့တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရှမ်းတို့တော့ကချင်တို့မြစ်ကြီးနားပဲကြည့်ပါမြစ်ကြီးနားတို့ဘာလို့မှစေးတက်တို့တွေဘာတွေမရှိဘူးဗျာအဲ့တော့ဆိုလိုတာကကျွန်တော်တို့ဒီ equal right တွေ equal privilege တွေကိုသူတို့မပေးခဲ့ဘူးဆိုတာသိတာပေါ့နော်ဒါကြီးကကျွန်တော်တို့ရဲ့နိုင်ငံရဲ့ခေါင်းဆောင်ပေါ့နော်ဒါဗိုလ်ချုပ်အောင်ဆန်းပင်လုံစာချုပ်ချုပ်ခဲ့တာအဲ့တော့သူကိုယ်တိုင်ကသူမရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လူမျိုးတွေကဒီတိုင်းသားလူတွေစုကိုကျွန်တော်တို့က fail ခဲ့တာပေါ့ we fail them အဲ့တော့ကျွန်တော်တို့တောင်းပန်တယ်လို့ကျွန်တော်ထင်တယ်ဗျာဟုတ်လားတကယ်လို့ဒါကျွန်တော်တို့ကပြည်မတဲ့တောင်းတခွဲပြီးတော့လက်ယူခဲမယ်ဆိုလို့ရှိရင်အဲ့ဒီ data တွေကိုသူတို့ကပိုင်နေမှာပဲလေအဲ့ဒီ data တွေကိုသူတို့ကအုပ်ချုပ်နေမှာဗျာသူတို့ကကြတော့ပြည်ထောင်စုအနေနဲ့ပေါ့နော်မြန်မာနိုင်ငံအနေနဲ့သူတို့ကလွတ်လပ်ရေးယူချင်လို့ဒါလေသူတို့ကပင်လုံစာချုပ်ကိုချုပ်ပြီးတော့ကျွန်တော်အောင်ဆန်းအတလီစာချုပ်နဲ့လွတ်လပ်ရေးကျွန်တော်အဆိုပြုခဲ့တာပေါ့နော်ပြီးတော့မှနုအတလီစာချုပ်နဲ့လွတ်လပ်ရေးရခဲ့တာပေါ့အဲ့ဒီအကြောင်းလဲကျွန်တော်တို့ဒီနောက်ဆက်တွဲပေါ့နော်ပြိပခါကြီးပြီးလို့ရှိရင်တိုင်းရင်းသားEAO တွေပေါ့နော် Ethnic Organization တွေပေါ်လာလို့လေကျွန်တော်ကမြင်တယ်ပေါ့နော်အဲ့တော့မှန်တယ်ပြောကျွန်တော်တို့ဗမာလူမျိုးတွေကသူတို့